မဲဖောက်ပြမယ်ဒီနှစ်ခုထဲမှာဘယ်ဟာရင်ဖောက်ရမလဲဆိုတော့ရွေးမယ်နော်ရွေးမယ်ကဲဒီဟာလေးကိုရင်ဖောက်လိုက်မယ်နော်ဒီဟာလေးကိုရင်ဖောက်လိုက်မယ်ဒီဟာကသူကနာမည်ကအာကူးလေးတဲ့အပျော်တမ်းကစားမယ်တဲ့ကော်ဖီကွက်လေးကကဲချလိုက်ပြီဘယ်နှထုတ်ပါလဲဆိုတော့2ထုတ်3ထုတ်4ထုတ်5ထုတ်6ထုတ်9ထုတ်10ထုတ်သွား10ထုတ်ပါတယ်10ထုတ်ပါတယ်ဆိုတော့အရင်ဦးဆုံးဖောက်ကြည့်လိုက်မယ်အရင်ဆုံးပထမတစ်ထုတ်ကိုဖောက်ကြည့်လိုက်မယ်ဒီရင်ဦးဆုံးဗလာကြီးစစဦးဆုံးမှာရင်ဗလာကြီးကြပါတယ်ကဲဗလာပါပဲကဲတတိယထုတ်ဖောက်မယ်နော်ဗလာတွေလည်းညားနေပါလားသိတော့မဟုတ်သေးဘူးเนาะဗလာတွေညားနေဗလာတွေပဲညားနေသိမဟုတ်သေးဘူးဒီကတစ်ခွက်ကို3000ပေးရတယ်เนาะ3000ပေးရပြီခုချိန်ကြီးဗလာတွေကြီးပဲတဲ့ဒီဒါဆိုတော့ဒီခွက်ကြီးရောင်းထားတာမသိဒီတစ်ခွက်ကို3000ဒီတစ်ခွက်ကို3000အမျိုးဩ900တော့ရပြီ900တန်းလည်းမှုတက်တော့နောက်ထုတ်ဖောက်မယ်နောက်ထုတ်မှလည်း100တဲ့စစနေကကြာနေပြီလားမသိမှုတော့တက်ဒီတော့ပဲကျန်တော့100တဲ့အဲ့တော့900ရှိပြီနောက်တစ်ထုပ်3လုပ်ပဲကျန်တော့ရနော်200တဲ့ဟုတ်ခွန်900တော့ရနေပြီကဲနောက်တစ်ထုပ်ဖောက်မယ်အချလောင်100တဲ့ကြည့်ပတ်စံတွေကတော်တော်ဆူဆူပဲမှုတော်တက်နေပြီကြည့်ဦးမကြည့်ပတ်စံတွေကမှုတော်တက်နေကြာနေဘယ်တော့မှပတ်စံတွေလဲတော့မသိကုံသွားပြီတော့ကုံသွားပြီအဲ့တော့900 600 900 800 1000ပဲရတယ်1000ရဲ့ဒီခွက်ရဲ့ဆိုတော့ရှုံးတယ်ပိုက်ချောင်းပဲဖောက်ပြပါမယ်အထုပ်ကို1200ပဲပေးရတယ်တင်းကြီးစေးရဝယ်တာတော့မဟုတ်ဘူးတင်းကြီးစေးသွားပြလို့အင်္ဂါဆိုင်မှာဝယ်လိုက်တာပေါ့နော်ဒီကကြတော့2ချောင်း3ချောင်း4 5 6 8 9 10နှစ်ခုပါတယ်ပထမဆုံးဟာတစ်ခုဖောက်လိုက်မယ်နော်ပထမဆုံးဟာမှာလည်းဗလာတဲ့စစချင်းမှာလည်းဗလာဖြစ်နေနောက်တစ်ခုနောက်တစ်ခုမှာတော့စစစားပေါက်ပြီး200တော့တော်တော်ကျိုးပေးတယ်200ရပြီ1200ဆိုတော့1200ဆိုမဆိုးပါဘူး200ရပြီ50တဲ့50နောက်တစ်ချောင်းလာနောက်တစ်ချောင်း50တဲ့50တန်းနေပဲထည့်ထား100တဲ့100လေးကတော်တော်နွမ်းနေပြီ100ကဲနောက်တစ်ချောင်းကြီး9000တန်းနေ1000တန်းနေပါလိုက်50ဗလာရဲ့များနှစ်ခုပဲကျန်တော့ရယ်ဗလာတဲ့ကဲနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုမှာပတ်စံပါ50 1200ပေးရရင်တန်း200 300 400 500ကဲ900ရှုံးပါတယ်